ဆန်သူရဲ့မတန်းနဲ့တော့လမ်းနဲ့ဆက်လို့သူတွေးဖို့ခက်အောင်ပြတဲ့တကားပိတ်ကချိန်မိတ်အိတ်တော်မေဖို့မဟာဆန်သူရဲ့ပြောပါစေလေမလွမ်းနဲ့တော့ကျုံနဲ့ကြောင်းလို့ရှင်ထားခဲ့ပြီးမှချေအိုလဲလို့ဘယ်ကိုနေမှလဲဆုံးဖြတ်တဲ့တိုင်းမိရဲ့ကံပေါ်နာတော့လာလို့သူရဲ့တန်တော့အနောက်ပန်းမျက်နှာကြာခွဲရွှေလိုက်တဲ့ဘူးနေပါစေလေဟာဆန်သူရဲ့ဘလန်းဆန်သူရဲ့မန်ဒေးရှင်ရဲ့မင်းတွေပေါ်ဒီချိုးနဲ့ချောင်းလုံးရဲ့ရှင်ထားခဲ့ပြီးမှချေအိုလဲလို့တဲ့ကုန်နေမှလဲဆုံးဖြတ်တဲ့တိုင်းမင်းရဲ့ကံပေါ်ကြာကွယ်ရွှေလိုက်တဲ့ဘုံနေပါစေလေမဟာဆန်သူ